ဒီကတော့ဒီ firewall ခေါင်းစဉ်ကဝင်လာတာတို့တွေဘယ်ကဝင်လာလဲဆိုတော့ networking ကနေဝင်လာတာအဲ့ networking ဘာလုပ်လဲပေါ့ဆိုတော့ networking ဘာလုပ်လဲဆိုရင်အလွယ်ဆုံးဒီနည်းပညာနဲ့ပတ်သက်တဲ့ရှုပ်ရှုပ်ထွေးထွေးတွေနဲ့ပတ်သက်ပြီးတော့မပြောဘူးအလွယ်ဆုံးစလုံးကလည်းစပြောမယ် network လုပ်တယ်ဆိုတာတို့တွေတဦးနဲ့တဦးချိတ်ဆက်တာတယောက်နဲ့တယောက်ချိတ်ဆက်တာကို network လုပ်တယ်လို့ခေါ်တယ်ဆိုတော့ networking လို့ပြောပြီးဆိုသူနဲ့တွဲပြီးမှတ်ထားရမယ်စလုံးကဘာလဲဆိုတော့ connectဆိုတော့အဲ့ဒီမှာဒီနေ့သင်ပေးမဲ့ခေါင်းစဉ်ကကြတော့တို့တွေဘာကိုသင်ပေးမှာလဲဆိုတော့ firewall ကိုသင်ပေးမှာအဲ့တော့ firewall နဲ့တွဲပြီးတော့အတူတူတို့တွေသိရမယ့်စလုံးတစ်လုံးဒီပါရှိတယ်ဆိုတော့ gateway ဆိုတဲ့စလုံးတစ်လုံးရှိတယ်ဆိုတော့ firewall ဘာသာပြန်လိုက်ရင်ဘာဖြစ်မလဲနီးနေရန်ကြီးလို့ထင်ရတယ်ပေါ့နော်ဒါဆို gateway ရအောင် gate ဆိုတာ gate ပါ way ဆိုတာလမ်းကြောင်းအဲ့တော့ဝင်တဲ့လမ်းကြောင်းဆိုတဲ့ပုံစံ gate လမ်းကြောင်းဆိုတဲ့ပုံစံမျိုးလို့ထင်ရတယ်ဆိုတော့ဒီနေရာမှာ firewall နဲ့ gateway အကြောင်းကိုပြောမယ်ဆိုရင်တို့တွေကဘာကိုသိထားဖို့လိုလဲဆိုတော့ firewall gateway နှစ်ခုစလုံးဒီဘယ်မှာသုံးတာလဲဆိုတော့ two network မှာသုံးတာ network နှစ်ခုမှာသုံးတာအဲ့တော့ two network မှာသုံးတာဆိုတာဒီတို့တွေဒီနိုင်ငံတစ်ခုနဲ့တစ်ခုလည်းဖြစ်နိုင်တယ်အိမ်တစ်အိမ်နဲ့တစ်အိမ်နဲ့ဖြစ်နိုင်တယ်ဥပမာသမီးတို့သားတို့အိမ်မှာ router တက်ထားတယ်နောက်တစ်အိမ်နဲ့ချိတ်ဆက်တယ်ဆိုတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ different network နှစ်ခုပြန်ချိတ်ဆက်ပြီဆိုတို့တွေကဘာသုံးလို့ရှိလဲဆိုတော့ firewall သုံးလို့ရှိရင်မသုံးဘဲနဲ့ရောအလုပ်လုပ်လို့ရလားဆိုရတယ်ဒါပေမဲ့မသုံးဘဲနဲ့အလုပ်လုပ်လို့ရတယ်ဆိုပေမဲ့ firewall ချိတ်လိုက်ခြင်းအပြင် gateway ချိတ်လိုက်ခြင်းအပြင်ဘာတွေကွာခြားသွားလဲဆိုတော့ two different network လို့ပြောတဲ့အတွက်ကြောင့်မလို့ network နှစ်ခုမတူနေဘူးအဲ့တော့ဒီနေရာမှာ network A network B ဒီချက်ပေးနေကြ example လေးတစ်ခုရှိတယ်ဒါနိုင်ငံနှစ်ခုဆိုပါစို့နိုင်ငံနှစ်ခုလို့ပြောပြီးဆိုရင်အဲ့နိုင်ငံနှစ်ခုကထိနေတယ်ဆိုရင်တို့တွေကအဲ့နိုင်ငံနှစ်ခုကို A ကလူက B ကိုသွားတယ်လေဆိုဘယ်ကိုဖြတ်ပြီးသွားအောင်လဲဘယ်လိုနယ်စပ်မျိုးကိုဖြတ်ပြီးသွားမလဲနိုင်ငံတစ်နိုင်ငံရဲ့နယ်စပ်ကိုဂိတ်ပေါက်ကပဲဖြတ်ပြီးသွားလိမ့်မယ်ဒါပေမဲ့နယ်စပ်လို့ပြောလိုက်တဲ့ဒီ border ဆိုတဲ့နေရာပေါ့နော်ဒီ border ဆိုတဲ့ဟာဒီလမ်းကြောင်းကြီးအကြီးကြီးဖြစ်နေမှာဆိုတော့ပြောချင်တာတောင်နေနဲ့လည်းကာချင်ကာထားမယ်ရေတွေနဲ့လည်းကာချင်ကာထားမယ်ခြံစည်းရိုးကာထားတာလည်းဖြစ်နိုင်တယ်သွန်နှန်းညို့နဲ့ကာထားတာလည်းဖြစ်နိုင်တယ်အဲ့လိုကာထားခြင်းကိုတဲ့တို့တွေကဘာလို့ခေါ်လဲဆိုတော့ firewall လို့ခေါ်တယ်နေစက်ဒါပေမဲ့မကာထားပဲဖွင့်ပေးထားတဲ့နေရာတွေလည်းရှိတယ်အဲ့တော့ဥမာတို့တွေဆိုအိန္ဒိယနိုင်ငံတွေရှိတယ်ဥမာထိုင်းလိုနေရာမျိုးလာအိုလိုနေရာမျိုးဘင်္ဂလားဒေ့ရှ်လိုနေရာမျိုးတို့တွေဝင်လို့ရတဲ့အပေါက်တွေရှိတယ်တရားဝင်ဖွင့်ထားတဲ့အပေါက်တွေရှိတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ gateway လို့ခေါ်တယ်ဆိုတော့ network နှစ်ခုချိန်မယ်မျက်စိထဲမှာမြင်အောင်ပြောရင်အိန္ဒိယနိုင်ငံနှစ်ခုချိန်မယ်အဲ့နိုင်ငံနှစ်ခုချိတ်တဲ့အချိန်မှာကာထားသမျှ border တွေအကုန်လုံးမြစ်တွေလည်းဖြစ်နိုင်တယ်ချောင်းတွေဖြစ်နိုင်တယ်တောင်တွေဖြစ်နိုင်တယ်ခြံစည်းရိုးတွေဖြစ်နိုင်တယ်အဲ့ဒါတွေအကုန်လုံးကို firewall လို့ခေါ်ပြီးတော့သွားလို့ရအောင်တရားဝင်ဖွင့်ပေးထားတဲ့အပေါက်ကိုဘာလို့ခေါ်လဲဆိုတော့ gateway လို့ခေါ်တယ်ဆိုတော့ခုနကတော့ပြောသွားတဲ့ virus တွေဝင်မှာဆိုလို့ကိုယ့်အထဲထဲမှာရှိနေတဲ့ content တွေဖြတ်သွားမှာဆိုလို့ဒီအပြင်းနေပြီးတော့မလိုလားအပ်တဲ့ attack တွေရောက်လာမှာဆိုလို့ဆိုရင်ကာတဲ့ဟာကိုဘာလို့ခေါ်မလဲ firewall လို့ခေါ်မယ်အဲ့ဒါကိုမှတရားဝင်စစ်စစ်ပြီးမှဖြတ်တန်းခိုင်းတဲ့နေရာကိုကြတော့ဘာလို့ခေါ်မလဲဆိုတော့ gateway လို့ခေါ်တယ်အဲ့တော့ firewall လို့ပြောပြီးဆိုရင်တို့တွေကနှစ်ခုထပ်ပြီးတည်ထားမှာကြတော့ဘာလဲဆိုတော့ firewall ဆိုတာဒီ physical device တစ်ခုလည်းဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ software တစ်ခုလည်းဖြစ်နိုင်တယ် gateway တည်လည်းထုံးနည်း၎င်းမယ် gateway ကဘာလုပ်ပေးရလဲဆိုတော့ communicate လုပ်ပေးမှာသူဒီအဓိကဘာကိုလုပ်ပေးချင်တာလဲဆိုတော့နှစ်ခုကြားထဲမှာနိုင်ငံနှစ်ခုကြားထဲမှာတို့တွေနိုင်ငံနှစ်ခုလို့ပြောပြီးဆိုဘာသာစကားမတူဖို့ chance ကပိုများတယ်အဲ့နှစ်ခုကိုဘာလုပ်ပေးမှာလဲဆိုတော့ translate ဆိုတဲ့ protocol ကိုလုပ်ပေးမှာကြားလားဆိုတော့အခုပြောသွားတဲ့ခေါင်းစဉ်တွေနှစ်ခုကိုပြောသွားပါတယ် networking မှာရှိနေတဲ့ firewall နဲ့ gateway အဲ့တော့အလွယ်ပြောမယ်ဆို technological terms တွေအကုန်လုံးကို short ချပြီးပြောသွားတာအလွယ်ပြောမယ်ဆိုရင်တို့တွေဒီနိုင်ငံနှစ်ခုကိုချိတ်ထားတဲ့ border ပဲအဲ့တော့အဲ့ border ကြီးကိုကာထားတဲ့အရာတွေအကုန်လုံးကို firewall လို့ခေါ်ပြီးတော့ဖွင့်ထားတဲ့ဟာကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ တရားဝင်ဖွင့်ထားတဲ့ဟာကိုကြတော့ gateway လို့ခေါ်တယ်ရလား